ကျောင်းနမေပါပါတယ်ဒီပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တရားမန်ကသူရိမှာကျွန်တော်စင်ကာပူနိုင်ငံကိုရောက်တာကြာပြီပေါ့နော်ပြီးတော့2နှစ်စီးမှုထမ်းတယ်ပြီးတော့ reserve အနေနဲ့ကျွန်တော်ပြန်ဝင်လာလဲကျွန်တော်အခုဆို6နှစ်ပြည့်ခဲ့ပြီ6ကြိမ်ပြည့်ခဲ့ပြီပေါ့နော်6နှစ်တော့မဟုတ်ဘူးအကြားထဲမှာနားတာတွေရောပြီးတော့ကိုယ့်ဘက်က defer လုပ်တာတွေရောပြီးတော့အစိုးရဘက်ကဟို scheme လုပ်တာတွေရောရှိရပေါ့နော်အဲ့တော့6ကြိမ်ပြည့်ခဲ့ပြီ6ကြိမ်ပြည့်တဲ့အနေနဲ့ကျွန်တော်ဟိုအမှန်တကယ်ကျွန်တော်က10ကြိမ်ဝင်ရတာပေါ့နော်ဒါပေမဲ့9ကြိမ်ဝင်ပြီးကျွန်တော်ပြီးပါပြီအဲ့တော့ကျွန်တော်နောက်ထပ်တစ်ကြိမ်ပဲကြံပါတော့လေအခု6နှစ်ပြည့်ပြီပေါ့နော်6နှစ်ပြည့်တဲ့အနေနဲ့တက်ကနေကျွန်တော်တို့အမှတ်တရတွေပေါ့နော်အမှတ်တရတွေထုတ်ပေးပါတယ်အဲ့ဒါကတော့ဒီစိပြလေးပါဒီမှာဖြစ်ပါတယ်ကျောင်းနမေပါပါတယ်ဒီပါအဲ့မှာအပေါ်မှာကျွန်တော်နာမည်လူမိုးအောင်ဆိုတဲ့နာမည်လေးပါပါတယ်ပြီးတော့ဒါကတော့ဒါအမှတ်တရတစ်စိပြားပေါ့ဗျာနောက်တစ်ခုကကျွန်တော်တို့အမှတ်တရအနေနဲ့နိုင်လက်ဆောင်ပေးပါတယ်နိုင်က aviator ပါaviator ပါဒါကျွန်တော်တို့ဒီအင်ကြီးကော်လမ်မှာတက်တဲ့ဟာလေးပါဒီမှာပါဒါတော့နိုင်ပါကျွန်တော်ဒီမှာဒါစစ်တပ်က logo ပေါ့နော်စစ်တပ်က logo ဒါဒီ watch ပါကျွန်တော်ထုတ်လိုက် watch ကိုကျွန်တော်ထုတ်လိုက်မယ်ဒီ watch ပါထဲမှာဒီ logo ပါပေါ့နော်စစ်တပ်က logo ပါပါတယ်ကျွန်တော် Swissmade ဆိုတော့ Switzerland ပေါ့နော် Switzerland ကထုတ်ရတာပေါ့ aviatorကိုဒီတော့ကျွန်တော်မပတ်ရသေးပါဘူးကျွန်တော်အမှတ်တရအနေနဲ့သိမ်းထားတာပါဒါကတော့ကျွန်တော်ဒီမှာစမှုထမ်းတဲ့လူတွေအကုန်လုံးဒီပါရပါတယ်ကျွန်တော်စမှုထမ်းတဲ့လူတွေအကုန်လုံးရပါတယ်6နှစ်ကျွန်တော်ဒီ reserve 9နှစ်မှာ6နှစ်ပြည့်ပြီဆိုတော့ကျွန်တော်ဒီ west ရဲ့ခုနက medal တွေအကုန်လုံးလက်ဆောင်ပေးရပေါ့နော်ကျွန်တော်ဒီနာရီပဲဒါပြရတာကြွားတာမဟုတ်ပါဘူးเนาะတခါလေးချိုသွားတာကျွန်တော်ကြွားတာမဟုတ်ပါဘူးကျွန်တော်ရဲ့ဒါဟိုအမှတ်တရပေါ့အမှတ်တရယာရီတွေတခုပေါ့ကျွန်တော်ဒီစစ်တပ်မှာဆိုလဲဒါပထမဆုံးစဝင်တဲ့2နှစ်မှာအရန်ဒုက္ခရောက်ခဲ့ပါလေအဲ့ဒါဘာလဲဆိုတော့ဒီဘာသာစကားပေါ့နော်ဘာသာစကားပြီးတော့ဘာလဲဆိုတော့စစ်တပ်မှာကျွန်တော်တို့တွေအင်္ဂလိပ်လိုသုံးမယ်ထင်ခဲ့တာအင်္ဂလိပ်လိုမသုံးပါဘူးရိုးတာမှန်စကားပြောတာအင်္ဂလိပ်လိုပြောရဲဆိုပေမဲ့အမိန်နေရာမလေးလိုပေးတာဆိုတော့ကျွန်တော်အတွက်တကယ်ရောတိုက်ပတ်ပါတယ်ကျွန်တော်ဆိုပို့ဆိုတာဒီစင်ကာပူရောက်ပြီးစမှုစာထမ်းတော့အင်္ဂလိပ်စာတော့ကောင်းကောင်းမရပါဘူးအဲ့တော့မလေးလိုပြောခိုင်းတော့မလေးလိုအမိန်နေပြီးတော့ကျွန်တော်တော်တိုက်ပတ်ပါတယ်အဲ့တော့အဲ့နှစ်နှစ်ကနေဖြတ်တန်းလာတယ်ကျွန်တော် POBB ရဲ့ POBB ကနေပြီးတော့ ORD ဖြစ်တယ် ORD ဖြစ်ပြီးတော့ကျွန်တော်ဒီမှာနှစ်နှစ်3နှစ်လောက်ကျွန်တော်နားပြီးတော့ reserve ပြန်ခေါ်တယ်အခု reserve ခေါ်တာ6ကြိမ်ပြေးခဲ့ပြီပေါ့နော်6ကြိမ်ပြေးနောက်တစ်ကြိမ်ပဲကြံတော့တယ်အဲ့တော့အချိန်ကြီးအများကြီးပေးပြီးတော့မှကျွန်တော်ခု6ခါဆိုတော့ဒါ6တစ်နှစ်ကိုတစ်ခါဆို6နှစ်ရဲ့အရှိမ2နှစ်ရဲ့10နှစ်ပေါ့နော်10နှစ်လုံးလုံးကျွန်တော်ဒီစစ်တပ်မှာထောင်တန်းဆောင်တာဝန်ထမ်းဆောင်ခဲ့ပြီးမှကျွန်တော်ရခဲ့တဲ့အမှတ်တရမို့လို့ကျွန်တော်ဒါအမှတ်တရဗီဒီယိုလေးလုပ်ပြီးတော့သိမ်းလာတာပါကြွားတာမဟုတ်ပါဘူးเนาะတော်ကျွန်တော်ကြွားရတဲ့မှာသူတို့ကကျွန်တော်အဲ့လိုကြွားပါတယ်လေကျွန်တော်အကျင့်မရှိဘူးကျွန်တော်ကြွားလည်းမကြွားတော့ဘူးဒါအမှတ်တရအနေနဲ့ကျွန်တော်လာပြတာပါကျွန်တော်ဒီနိုင်ကိုပတ်ဖြစ်မယ်လည်းမထင်ပါဘူးဘာလို့အမှတ်တရရလာတဲ့အရာလေးဆိုတော့ကျွန်တော်ပတ်မှာမဟုတ်ပါဘူးကျွန်တော်ဒီတိုင်းလေးပဲသိမ်းလာမှာပါတချို့ကြလဲကျွန်တော် uniform နဲ့ပုံနေတင်တဲ့ခါကျရင်ကျွန်တော်ပြောကြရင်မင်းက uniform နဲ့ကြွားတာလားပါလားကျွန်တော်ဘွားမှာတခါမှကျွန်တော်ကြွားတာဝါတာစိတ်ဝင်စားဘူးကြွားလည်းမကြွားဘူးတခုပဲကျွန်တော်နဲ့ကျွန်တော်ဘွားမှာအမှတ်တရရှိနေမဲ့အရာလေးတွေဆိုရင်ကျွန်တော်သိမ်းထားတယ်ဥပမာဒီလိုမျိုးပေါ့ဒါဆိုကျွန်တော်သိမ်းထားရတဲ့မှာဒါမှန်တော်နဲ့ကွဲနေပြီဒီမှာဒါကျွန်တော်စစ်မှုထမ်းတော့ကကျွန်တော်ပထမဦးဆုံးပူလာတကုံးမှာသွားပြီးတော့6လနေရတယ်6လနေပြီးတော့ကျွန်တော်ထွက်လာတဲ့ဒါကျွန်တော်ရဲ့ပုံမှာအခုရုံနေမြန်တခြားသည်ဒါကျွန်တော်ပူလာတကုံးကျော်မှာเนาะအခြေခံစစ်တင်တန်းပြီးတော့6လပြီးတော့ကျွန်တော်ဒါ
ပြီး POP ပြီးတော့ဒါပုံစံမှာအဲ့လိုမျိုးဓာတ်ပုံနေရစားကျွန်တော်အကုန်အမှတ်တရသိမ်းတာအဲ့လိုမျိုးကျွန်တော်ကအမှတ်တရတွေပဲသိမ်းတာပါကျွန်တော်ဒီလိုဗီဒီယိုရိုက်ပြီးဗီဒီယိုတင်တော့လဲကျွန်တော်ကြွားရလို့မထင်ပါနဲ့ကျွန်တော်ကြွားတဲ့ပေါ့ကျွန်တော်ဒီတိုင်းပဲနေတတ်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့တယောက်စီတိုင်းအောင်ကျေးဇူးတင်ပါတယ်တဒါ